ဟုတ်တယ်ခင်ကြီးကူနီယာကဲဒါလေးကတော့ကျွန်တော်တို့ရဲ့ seminar ရဲ့အောင်စပူဒီမနက်ပေါ်မှာမီနီမီတယောက်နဲ့တယောက်ဆောင်ပြီးဖြော်ပြပေးနေရလေးပဲဖြစ်တယ်ပေါ့နော်အခုကြည့်နေတဲ့ဒီထဲမှာအောင်စပူဖန်နေပါလားပါလဲဆိုရင်တော့ဒီဗီဒီယိုလေးနဲ့ကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်ကြအောင်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ဗျခေရတော့ဘယ်တစ်ခုမှနားမလည်တော့ဘူးအပြုံမျက်ရည်ဆိုတော့ဘာလဲအကူရှင်နဲ့တကယ်ဒီဘောရှင်ကနမလေးတိုင်းကေကေကိုသဘောကျတော်မူလို့ရောက်ရွှေရေးဆောင်မိဖယားအရာမြောက်ပြီးတော်ကောက်တော်မယ်အကူမြင်ခွင့်တော့ခေဘယ်တော့မြင်ခွင့်မဟိုနိုင်အကူဟာလေအကူပြောရပါဦးနမ်းပေလို့ဟိုရမလို့ရှိတယ်ဝမနေရဘူးလေငါနမပေါ်အတူတကယ်မဟာခွင့်ရေးပဲလေကံကောင်းပါလေငါနမလေးကံကောင်းပါလေအကူပြိုးတဲ့ပန်းလေးအကူမနေရပါဘူးခင်ကြီးမနေရပါဘူးခေအကူရင်ခွင့်ဟိုလေဘယ်တော့ရင်ခွင့်မဝင်နိုင်အကူ ရုပ်တော့ဝယ်ဟိုဝယ်တော့ပြတ်တဲ့ဟာမတွေ့ဘူးမိမဆက်မှာလည်းတွေ့တော့အားပြအဲ့တော့ပြတ်သွားတယ်ခါမှာအဲ့ဒီတိုင်စီတော့ဆက်ရတဲ့တော့တယ်လိုက်မရတော့ဘူးခင်ကြီးအဲ့ဒီဝယ်ပြီးတော့အပါချက်စဆက်မိုက်တော့ဒါကဘရင်ရဲ့ရာဇတံပဲခင်ကြီးမဝေလို့မရတော့ဘူးအားလည်းမပြောအောင်အဲ့ကြားမှာကောင်းမှတော့ရှော့ပုံပြောတာကဲကျွန်တော်တို့ရဲ့ seminar နဲ့အောင်စပူကတော့တယောက်ဆောင်ကောင်းချက်ဗျာတူကိုမကြိုက်တဲ့တူတွေရောတူဝေဖန်တဲ့တူတွေပါပဲပြီးတော့ကျွန်တော်တို့ကတော့အောင်စပူဝင်မြင်းနဲ့ဆက်အားပေးနေပါပဲအခုကြည့်နေတဲ့တူတွေထဲမှာလည်းအောင်စုဖန်တရားဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနေပြီးတော့ကြပါဦးဗျကျွန်တော်နေ့စဉ်နေ့တိုင်းပဲဒီ seminar အောင်စပူဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကောက်ကို subscribe လုပ်ပြီးလဲအကျိုးမြုပ်တော့ပါဦးဗျ